ကိုကဝိတ်လဲလျှော့နေရယ်ဝိတ်လျှော့ဖို့ဆိုရင်အချိုမပါတဲ့အချိုလုံးဝမပါဘဲနဲ့အရသာမရှိတဲ့ black coffee ကြီးပဲလဲမတောက်နိုင်တဲ့သူတွေဒီလိုမျိုးဆိုရင်တော့ဒီဗီဒီယိုလေးကိုဆက်ကြည့်ပေးနော်ဒီ coffee ကဒါကြီးပဲတောက်လိုက်ရင်ချက်ချင်း hatch လားပိန်သွားမယ်လို့ပြောတဲ့ coffee မဟုတ်ဘူးဒါတောက်ထားရင်ဘာမှမစားဘဲတစ်နေ့လုံးနေနိုင်တယ်လို့ပြောတဲ့ coffee လည်းမဟုတ်ဘူးအဓိကပြောချင်တာကဒီဟာကလုံးဝကို calories နည်းပြီးတော့ဒီတောက်လိုက်တဲ့အခါမှာလဲလုံးဝသဘောပုံမှန် coffee တိုင်းပဲအရသာရှိတယ်ဆိုပြောချင်တဲ့ coffee မျိုးသူကတစ်ထုပ်မှာ calories က90ပဲပါတယ်တခြားသောဒီ weight လျှော့တဲ့သူတွေအတွက်အရန်ဆင်ပြေတယ်ပေါ့နော် ingredients တွေကလည်းဒီလိုမျိုး coffee တွေဆိုရင်အချို့ကအရသာမရှိတတ်ဘူးဒါပေမဲ့ဒီ coffee ကတော်တော်ကြီးကိုအရသာရှိတယ်ပုံမှန်အတိုင်းပဲပုံမှန်တောက်နေရတယ်လို့ဖြစ်နေပြီးတော့ဒီပါဝင်ပစ္စည်းတွေကလည်းလုံးဝကိုအနည်းဆုံးနေထားမှာရှိရတဲ့အတွက်ကြောင့် weight ချနေတဲ့သူတွေအတွက်တက်တော်တယ်လို့ဆိုလိုတာတော်တော်ကြီးကိုကောင်းတယ်ဟိုလိုမျိုးတောက်လိုက်ရင်လုံးဝကြောက်ရတယ်လို့ဘာလို့မျိုးကြတော့ခွန်ညိုလည်းအယုံကြည်မရှိလို့မတောက်ဘူးပေါ့နော်ဒါမျိုးတွေကြတော့ဒါလေးကကြတော့ weight ချခွန်ညိုလိုမျိုး weight ချနေတဲ့သူတွေဆိုရင်အဆင်ပြေတယ်ဒါလေးကို try ကြည့်ပါကိုကဒီမှာ no sugar လည်းဖြစ်တယ် low fat ဖြစ်တယ် no cholesterol ဖြစ်တယ်ပေါ့နော်တစ်ထုပ်လုံးမှာအဓိကပြောချင်တာ90 calories ပဲပါတဲ့အတွက်ကြောင့် calories ပါဝင်မှုနှုန်းကတော်တော်လေးကိုနည်းတယ်အရသာလည်းပဲပုံမှန်တောက်နေကြ coffee လိုမျိုးပဲအရသာလည်းကောင်းတဲ့အတွက်တော်တော်အဆင်ပြေတယ်ခွန်ညိုလိုမျိုးပေါ့နော်coffee လည်းမဖြတ်နိုင်ဘူး black coffee လည်းမတောက်ချင်ဘူးဆိုရင်တော့ဒါလေးကအဆင်ပြေတယ် try ကြည့်ပါလို့နော်